နေရဌာနနဲ့ဆင်ကျင်နိုင်တယ်လို့ယူဆတာအဲ့ဒါဘာနဲ့တူတော့ဆိုလို့ကြီးကိုကြီးသွားပရိစေရင်ကြီးမယ်လို့ထင်တာသူကြီးတာလေကိုကြီးမှမဟုတ်တာသူရဲ့ယုံကြည်ချက်ကိုပြောတာပါအာဝါဒနဲ့လေဒီလိုစင်ကြယ်တဲ့ဆိုတော့မဖြစ်နိုင်ဘူးနော်လူတွေကကြမ်းကြမ်းဖန်ဖန်လေးချီကိုကြီးဆိုပြီးတော့ပရိစိတ်တောင်အသေးလေးမကိုမစိတ်ချင်အကြီးရွယ်စိတ်ချီကျင်တာနော်ဘုရားဘာသာလို့ဆိုရင်ဘုရားဘာသာနဲ့မဆိုင်တဲ့အယူဆွဲတွေအများကြီးဖြစ်နေတယ်အများကြီးဖြစ်နေဒါတွေကိုသိဖို့လိုအပ်တယ်ပေါ့နော်တကယ်ရောဟုတ်သလားတကယ်ရောဖြစ်နိုင်သလားမစင်စားဘဲနဲ့ဆိုလိုက်ပြီးတော့ကြည့်ရင်ဒုက္ခရောက်မှာပဲကြိုက်ထီးဘုရားကိုသုံးခေါက်ပြည့်အောင်တက်လို့ရှိရင်တထေးဖြစ်တယ်အထမ်းသမားတွေခောက်တရလောက်တက်ထမ်းရတော့မယ်အခုချိန်ထိဒါလည်းယုံလားဆိုယုံကြတာပဲရှုံးကြတာပဲမောပါမနဲ့တက်တာသုံးခေါက်ပြည့်ရင်တထေးဖြစ်တယ်သုံးခေါက်ပြည့်ရင်ချမ်းသာတယ်ဆိုတက်တာပဲလူဟာဘာမှပြောနဲ့ပြောရင်ယုံတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုရင်အသိဉာဏ်အားနဲ့တယ်လို့ခေါ်တယ်ပေါ့အားလုံးယုံတာဟာအသိဉာဏ်အားနဲ့အဲ့တော့အသိဉာဏ်ကိုအာမနေစေရအောင်ရှုတိရှိမရှိစဉ်းစားတတ်ရမယ်ဒါလူကပြီးတော့ကြောက်လဲကြောက်တတ်တယ်ငါလုံးတာများမှားနေလားသူများတွေလုံးတယ်လို့လိုက်လုံးမယ်ဆိုတာအဲ့ဒါကြောက်တာကြောက်ပြီးတော့အများနဲ့အဖို့ညှိတာပေါ့ဟုတ်လားကြောက်လို့ရှိရင်အများနဲ့ဖို့ညှိရင်တော့အားတော့ရှိတာသိကြတယ်တယောက်တည်းဆိုကြောက်တယ်နှစ်ယောက်သုံးယောက်ဆိုပေါ်ရတယ်ဟောအဲ့လိုတွေဖြစ်နေအဲ့လိုတွေလဲလူတွေကယုံကြတာပဲနော်ယုံကြတာပုံနာကြီးကအမတမချမ်းချမ်းစီးစီးနေရမှာရေချိုးနေတဲ့အခါဘာလို့ချိုးတာတော့ဆိုငါလှုပ်ထားတဲ့မကောင်းမှုအောက်သူတွေစင်ကြအောင်ချိုးတာလို့ပြောတော့ဟိုရေးလာခတ်တဲ့ဟိုဆင်းရဲသူမလေးကျွမ်းမလေးတော့ဆရာပုံနာကြီးအဲ့လိုဆိုလို့ရှိရင်ရှည်တဲ့ငါးတွေရောကျွတ်မကုန်ဘူးလားမစင်ကြယ်ဘူးလားသူအမြဲတမ်းရေချိုးနေလေအဲ့ဒါလေးတော့မစင်စားနိုင်ဘူးသူပညာတတ်ကြီးလေပညာတတ်ပုံနာကြီးဒါပေမဲ့အယူဝါဒအစွဲအရသူလှုပ်တာတော့အဲ့ဒီကလေးမလေးကရှည်ခတ်တဲ့ကျွမ်းမလေးကနေပြီးတော့စဉ်းစားပြလိုက်တော့သူသဘောပေါက်သွားတယ်အဲ့ကြောင့်သဘောပေါက်သွားဟုတ်သားပဲရှည်ချိုးနေလို့စင်ကြယ်မဲ့ဆိုရင်တော့ရေထဲငါးတွေတို့မိချောင်းတွေတို့ရေသတ္တဝါတွေကအကုန်စင်ကြယ်ကုန်မှာပေါ့ဟုတ်အဲ့လောက်လေးကိုမစဉ်းစားနိုင်တဲ့သဘောကိုပြောပြတာပါဒါတော့ကြိုက်ထီးကိုသုံးကောင်ဆိုတာတော့ဘုရားဘူးလာအောင်လို့ဟိုဆွဲတရားဟောထားတာပဲဖြစ်နိုင်ပါတယ်သုံးကောင်တက်ရင်လို့တထေးဖြစ်တယ်ဆိုတာဘုရားဘူးလာအောင်နောက်တစ်ခုရှိသေးခုခေတ်မှာပြောနေကြပကညာဥမရှိတဲ့ဆွဲတော်ဘုရား၄စုတနေ့တည်းဖူးရင်ဘာဖြစ်တယ်ညာဖြစ်တယ်ရှိသေးတယ်အဲ့ဒါလေကရုပ်ပိုးတဲ့လူတွေတို့မြင်လေသမားတို့အဲ့လိုလူတွေပတ်စံရလေဒါသူတို့ရနေပြီးတော့လူလာအောင်လို့လုပ်တာပို့ပေးအောင်လို့လုပ်တာဒါလည်းယုံတာပဲလူပြက်မယုံဘူးဆိုတာမရှိဘူးယုံတယ်သွားလဲကြတာဘာလို့သွားတော့ဆွဲတော်၄စုတနေ့တည်းဖူးရတနေ့တည်းဖူးရင်အမှန်တမ်းကြီးမားတဲ့အကျိုးရှိတယ်တို့ကတော့ထင်ကြအကျိုးဆိုတာဘာလဲဆိုတော့မသိဘူးဟုတ်တယ်အဲ့ထဲကပတ်စံတော့ထွက်သွားပြီဟိုဘက်ကသင်္ဘောနဲ့ကူးလိုက်ရရင်သုံးဖို့လှေနဲ့ကူးလိုက်ရရင်ပတ်စံပေးရမြင်လဲသမားလည်းပတ်စံပေးလိုက်ရအချိန်မီအောင်သွားလိုက်ရတာကိုကြတော့ဘာကြနော်ဆိုဖျားဖူးလို့ရှိရင်တော့ကုသိုလ်တော့ရအောင်ပေါ့သွားခြင်းနဲ့လောဘနဲ့သွားလို့ရှိရင်တော့မောရဖတ်တယ်မောရဖတ်တယ်ဟိုစဉ်းစားဖို့ပြောတော့မှဒါတွေလောကမှာယုံကြည်မှုနဲ့ပဲစခန်းသွားနေကြတာတွေများတယ်ပြီးတော့တချို့ကလည်းစင်ကြယ်တယ်ဆိုတာအခိပရိစေယယသုတ်တိတဲ့
အိန္ဒိယနိုင်ငံမှာဆိုရင်မီးပူစော်တဲ့အလုပ်ကိုလုပ်တယ်မီးပူစော်တယ်ဆိုတာဘာပြောတာတုံးဆိုမီးနတ်မီးကိုအခိထေဝမီးနတ်မီးကိုနတ်အဖြစ်ယူထားပြီးတော့မီးပငြိမ်းအောင်ထိမ့်သိမ့်ထားထိမ့်သိမ့်တာပြီးတော့ထောပတ်တို့ဘာတို့ထည့်ပြီးတော့မနက်ဆုပ်ရတယ်မနက်နေ့ရွရတယ်မနက်ဆုပ်တယ်ထောပတ်တဲ့ထောပတ်လေးလောင်းလိုက်ပြီးပြရှဲနဲ့တောက်လာလိုက်အသားလေးအဲ့လိုလုပ်ပြီးတော့ထောပတ်လေးထည့်လိုက်မနက်လေးရွတ်လိုက်ပြီးလုတ်ကျွေးတယ်လို့ခေါ်တယ်ဘာမှပြမတော့မရှိပါဘူးเนาะအဲ့ဒါအဲ့ဒီမှာရှိအဲ့ဒီလိုမီးပို့စော်တဲ့အလုပ်ဟာသူတို့စီမှာအမှန်တမ်းအရေးကြီးတဲ့အလုပ်တစ်ခုပဲဘာအတွက်လှုပ်တာတော့ဆိုမီးကနေဆက်သွယ်ပြီးတော့ပြမာကြီးနဲ့ကောင်းကင်ဘုံကကဘာကြီးကိုဖန်ဆင်းတဲ့ပြမာကြီးနဲ့ဆက်သွယ်မှုရသွားတယ်လို့ပြောတာတယ်လီဖုန်းနဲ့ဆက်လို့တော့မရဘူးအဲ့ဒါနော်တယ်လီဖုန်းနဲ့လမ်းပြောလို့မရဘူးအဲ့ဒီမီးထဲမှာထောပတ်ထည့်ပြီးတော့ပူဇော်မှရောက်တာပြမစီရောက်သွားတယ်တဲ့သူပူဇော်တဲ့ဟာတွေဘုရားသခင်ဖန်ဆင်းရှင်ကြီးစီရောက်သွားတော့ဖန်ဆင်းရှင်ကြီးကသူ့ကိုအတိမပြုမှာပေါ့လို့နေမှာပေါ့တွေးတာနေမှာဟိုလူကအဲ့တိတောင်တိမှာမဟုတ်ဘာလို့နေမှာတော့တိမှာသူစီတကယ်လို့မိကိုတွေပါရောက်ရင်ညှော်စောနန်းလာဤလာတော့အောင်မေ့နေတော့ချာညှော်စောနန်းနဲ့တောင်ပြောနေဦးမယ်မရောက်လို့တော်သေးအဲ့ဒါလို့ဖြစ်နိုင်၏မဖြစ်နိုင်၏ကိုမတွေးပဲနဲ့လောကကြီးမှာအဲ့လိုယုံကြည်ကြတာတွေကအံ့ဩစရာတော့တော်တော်ကောင်းတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကအဝိဇ္ဇာဆိုတာအဲ့ဒါသိကြောက်ဖို့ကောင်းတဲ့အဝိဇ္ဇာနော်အကြောင်းအကျိုးကိုမဆင်ញင်နိုင်တော့အောင်ပိန်းနေတာတို့ဆိုလို့ရပေါ့အဲ့ဒါတွေကိုပြောတာလူလောကတော်ရည်ဆိုတာလို့ဖြစ်တာရှင်ယေနသုဒ္ဓိရှစ်ပူဇော်ပြီးတော့စင်ကြယ်မှုကိုရှာကြတယ်အဲ့ဒါလဲထွင်ထားတာပဲရှစ်ပွဲကျင်းပတဲ့ပုဂ္ဂိုလ်တွေကထွင်ထားတာအေးဘုရားသခင်ကိုယဉ်နဲ့ပူဇော်တယ်ဆိုဟိုကြားဘူးတော့မဟုတ်လားဇလံလေးတစ်ခုဥပရိဒေဝီရဲ့ဇလံလေးတစ်ခုညောင်ပင်ဆောင်နတ်ကတောင်သူ့ညောင်ပင်အောက်မှာလူတွေတက်ပြီးတော့ဒီလူတွေရဲ့သွေးနဲ့ညောင်ပင်ကိုပက်မှတိတ်ကြောက်တယ်သူကနန်းနဲ့လေနန်းစောမှာပေါ့လူတွေရဲ့သွေးတွေဆိုတာညှိစေောနန်းနဲ့လေအဲ့လိုလုံးမကြောက်လို့နိပရိယေနဲ့သူကတရားတစ်ပါးသောမင်းရဲ့လေချောင်းသွေးနဲ့ညောင်ပင်အောင်မှပူဇော်မလို့လုပ်တာပညာရှိတဲ့ဘီဗျာငယ်လေးတူကိုခေါ်ပြီးတော့အဲ့ဒီဘီဗျာလေးငယ်လေးပြောမှခုနတရားတစ်ပါးသောမင်းဟာအသက်ခံအရင်ရေပူဇော်ခံအရင်လွတ်သွားတယ်ဆွဲဆက်လမ်းလေးရှိတယ်လေအဲ့ဒီမှာယုတ်စုနတ်ကြီးကိုဒါဆိုပါစို့ပောရိတာရဆိုတဲ့ဘလူတစ်ပိုင်းလူတစ်ပိုင်းကဒီညောင်မင်းဆောင်နတ်ကြီးကြောင့်မလို့သူဟာတရားတော်သောမင်းတွေကိုဖမ်းပြီးတော့ဧကရေဘယင်ဖြစ်နိုင်တယ်ဆိုတာကိုခြေစုတင်တဲ့အနေနဲ့ရစ်ပူဇော်တာခြေပူဇော်မလို့လုပ်တာအဲ့ဒါကိုတားလို့မရလို့နတ်ကြီးကပရိယေနဲ့တားတာအဲ့ဒီမှာညောင်မင်းဆောင်တဲ့ရဲ့ခြေစုတရားကိုပြန်ဆက်မလို့ဒါကြောင့်မို့လုပ်တယ်ဆိုအဲ့ဒီမိဖုရားကပြောတော့ဆိုညောင်မင်းဆောင်နတ်ကလှုပ်ပေးတာတခုမှမဟုတ်ပါဘူးတဲ့သူ့ညောင်မင်းတချမ်းမီးလောင်တာတောင်သူဘာမလုပ်နိုင်ဘူးမိသက်တောင်မခေါ်နိုင်ဘူးသူ့ညောင်မင်းတချမ်းမီးလောင်တာအဲ့တော့ညောင်မင်းဆောင်နတ်ကြီးကထွက်ပြီးပြောတယ်ဟုတ်လိုက်လေကွာဟုတ်လိုက်လေသူ့ညောင်မင်းတော့သူမီးမလောင်အောင်မစောချောနေနဲ့ညောင်မင်းဆောင်နတ်ကဘလို့လို့ပြီးတရားတော်တော့မင်းနေဖမ်းပေးနိုင်မှာမဟုတ်ရှုံးတာယုံတာကိုပြောပြတာပါနော်မဟုတ်တဲ့အကြောင်းလူတွေယုံအဲ့တော့ဟိုမိဖုရားငယ်လေးကအဲ့လိုထောက်ပြတာဟိုမဲတဲ့ဟိုဘက်ကြည့်လိုက်တဲ့ညောင်မင်းကြီးတစ်ချမ်းမီးလောင်တာအဲ့ဒါတော့သူမငြိမ့်နိုင်ဘူးတဲ့ဒီတိုင်းအလောင်းခံလိုက်ရတယ်လေသူတကိုးရှိရင်ပဲမီးလောက်တော့အသာလေးပေါ့နော်အဲ့ဒါတော့မလုံနိုင်ပါဘူးတဲ့သူပြောတာအဲ့တော့လောကကြီးဟာတကယ်မဖြစ်နိုင်တာတွေနဲ့လူတွေဟာယုံကြည်ပြီးတော့လုပ်နေကြ